လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Reading with Shine Channel ကအစီအစဉ်တင်ဆက်သူ Shine ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့စာအုပ်ကလေးကတော့ဆရာချစ်ဆန်ဝင်းနဲ့လာမင်းအိမ်တို့စူးစီးတင်ပြထားတဲ့နှလုံးသားစေတနာဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်အဲဒီစာအုပ်ကလေးတွေကဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်တဲ့အေးကျော်ဆိုတဲ့ဝတ္ထုတိုလေးကိုကျွန်တော်တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအေးကျော်မေတ္တာနှလုံးသားအကြောင်းပြောရမည်ဆိုပါကကျွန်တော်တပည့်အေးကျော်အကြောင်းဒီပြန်ပြောပြစရာအကြောင်းအရာတစ်ရက်ဖြစ်၏အေးကျော်ဆိုတာကကျွန်တော်ရဲ့၄တန်းကတပည့်ကျွန်တော်တာကေတက်၈ရက်ကွက်မူလာတန်းကျောင်းမှာလက်ထောက်မူလာတန်းပြဆရာပါကျွန်တော်နဲ့အတူလှုပ်ဖော်ကိုင်ဘတ်ဆရာများကတော့ဆရာကြီးဦးဟာရှင်ဆရာဟန်တင်ဆရာမတော်မြတ်စီဆရာထွန်းအောင်ကျော်စသည်တို့ဖြစ်သည်တချို့လဲကွယ်လွန်သွားကြပါပြီအဲ့ဒီတုန်းကကျောင်းဆရာမကြီးကဆရာမကြီးဒေါ်စိန်မီပါဆရာမကြီးကအတန်းပိုင်ရလို့တော့မကိုင်ဒါပေမဲ့အတန်းစုံကိုဝင်သည်သူကင်သည့်အတန်းအဖြစ်ကတော့၄တန်းလို့သတ်မှတ်ထားပါသည်ကျွန်တော်မူလာတန်းပြဆရာစဖြစ်တော့ကျွန်တော်ကသူငွေတန်းကိုပဲကင်ရနောက်2နှစ်လောက်ကြာမှ3တန်း4တန်းကိုကင်ရသည်ကျွန်တော်တို့ကျောင်းကစင်းရဲရှာ၏အမိုးပဲရှိသည်အကာထီရန်တွေမလုံးပါကျောင်းက2ထပ်ကျောင်း2ချိန်ကျောင်းကျောင်းအနီးနားမှာထမ်းမဲ့အမြင့်ကြီးတစ်ပင်ရှိသည်ထမ်းမင်းကြီးကလည်းအိုနေတော့ဘယ်တော်များကျောင်းပေါ်လဲကြမလဲလို့အမြဲတွေးပူနေရတယ်။ကျောင်းကအကာထရံမလုံးကလေးတွေကဆင်းရဲအဝတ်ကမဝတ်နိုင်ကြတော့စောင်းနဲ့မိုးရင်းဆိုအတော့ကိုဒုက္ခရောက်သည်။စောင်းရင်းဆိုမြောက်ဖက်ကလာတဲ့လေဒီအတော့ကိုအေးသည်။ဒီတော့ကလေးတွေတယောက်ကိုတယောက်ပူးကပ်နေကြတာများတခါတလေကလေးအလုံးကြီးဖြစ်နေကြရှာသည်။မိုးရင်းဆိုရင်တော့မိုးကတန်းလုံးဆိုတဲ့အထိပတ်သည်။မနက်ပိုင်းကျောင်းက6နာရီခွဲတက်သည်17နာရီခွဲကျောင်းနှုတ်၏ညနေကျောင်းကနေ့လယ်12နာရီခွဲမှတက်၍ညနေ9နာရီခွဲမှလွှတ်၏မနက်ကျောင်းက6ခွဲမှတက်တယ်လို့ဆိုရင်လည်းကလေးတွေကမနက်9နာရီကတည်းကရောက်ချင်လဲရောက်နေတတ်တယ်။ဘာကြောင့်လဲဆိုတော့သူ့အမေကပဲပြုတ်ရောင်းတော့ပဲပြုတ်ရောင်းထွက်ရင်ကလေးကိုလက်ဆွဲပြီးကျောင်းပို့ခဲ့တာကိုကျောင်းမှာလူရှိတာမရှိတာဆရာမရှိတာရှိတာမသိဘူး။အဲဒီကျောင်းထဲမှာဝင်နေပေါ့။ကျောင်းကလည်းအကာကမလုံးထရံကအပေါက်ကြီးပဲဆိုတော့ကျောင်းတကားမကြီးမဖွင့်လဲကလေးကဘယ်အပေါက်ကမဆိုကျောင်းထဲဝင်လို့ရသည်အဲ့ဒီမနက်9နာရီလောက်ကတည်းကကျောင်းသားတွေဟာမနက်8နာရီ9နာရီ10နာရီကနေကျောင်းလွတ်တဲ့အထိတပွဲပွဲလာနေကြတာပဲကျောင်းခေါ်ခြင်းလည်းလုပ်လို့မရပါဘူးပညာရေးမှုလာရင်ပြရအောင်ကတော့ကျောင်းခေါ်ခြင်းစာအုပ်ရှိသည်ကျောင်းခေါ်ခြင်းကို15ရက်တစ်ခါတလေတစ်လတစ်ခါကိုယ့်ဟာကိုယ်ထည့်ရသည်ဆရာမတယောက်ကျောင်းခေါ်ခြင်းသူ့ဟာသူထည့်နေဝတ္ထုရေးနေသလားအောင်းမေးရတယ်တနာရီဝက်ကြာတတ်ပါသည်ကလေးတွေကအိမ်ကဘယ်အချိန်ထွက်လာကြသည်မပြောတဲ့လမ်းထဲမှာလက်ပြတွေဖမ်းပန်းမွေးနေခုမြောင်းထဲကငါးဝင်ပတ်တဲ့ကလေးကပတ်နဲ့သူတို့ရဲ့ကျောင်းလွယ်အိတ်ကိုအမိကဆွဲပြီးစပွဲပေါ်ဘာတွေပါလာသလဲလို့တွန်ချလိုက်ရင်ငရံခေါင်းသူအသေးရောအရှင်ရောကနန်းကျစ်စာကရောလက်ပြတောင်ပန်းတခါတလေပင့်ကူတွေလည်းပါသည်ပန်းမျိုးစုံသိရွက်မျိုးစုံလည်းပါ၏ကလေးတွေကကျောင်းလွတ်ပင်မဲ့လဲပြန်ကျင်မှပြန်သည်ဘာဖြစ်လို့လဲဆိုတော့မိဘများကညနေ6နာရီ9နာရီမှအိမ်ပြန်ရောက်ကြသဖြင့်သူတို့အတွက်မထူးကျောင်းမှာကစားနိုင်တဲ့လောက်ကစားပြီးပြန်ကျင်တဲ့အချိန်ကျမှအိမ်ပြန်ကြသည်ကျွန်တော်သူငယ်တန်းကင်တုန်းကဆိုကျောင်းသားက300လောက်ရှိသည်တကယ်ကျောင်းသားက150ပဲရှိသည်ကျန်တဲ့150ကကလေးတွေအိမ်မှာထိမ့်မဲ့လူမရှိလို့မောင်လေးညီမလေးတွေကိုခေါ်လာကြတာဖြစ်သူတို့အသက်တွေကိုလည်းပြောတော့လဲမမှန်ကြအဖေအမေများကလည်းသားသမီးတွေမွေးတဲ့နေ့ရက်ကိုဘဝရုန်းကန်ရင်3-4နှစ်ဆိုမေ့ကုန်ကြတော့ကျွန်တော်တို့ဆရာတွေကပဲကလေးတွေကိုအသက်ထည့်ပေးရသည်ဒီတော့ဆရာကြီးဦးဟာရှင်ကဘေးရင်နဲတက်တော့ကလေးတွေကိုယာစပွားနေတဲ့ရည်တဲ့တကယ်ထိတ်တန်းအချိန်လေးရမှာမွေးတာဖြစ်အောင်သက်ကရစ်ကိုထည့်ပေး၏ကျွန်တော်တို့ကျောင်းကိုတော့ဘေးရင်ဆရာလာမမီးနဲ့ဘေးရင်ဆရာယူသွားလိမ့်မည်ကျောင်းသားအားလုံးဟာထိတ်တန်းပွားဘရင်နဲ့တတိဖြစ်မဲ့ဇာတာကြီးပဲကျွန်တော်ပြောချင်တာအေးကျော်အကြောင်းအေးကျော်ကစတုဒ္ဒရန်ကအလွန်ဆိုးတဲ့ကောင်ထိခနဲ့ဆိုအေးကျော်အရက်ထဲမှာလမ်းထိပ်ကကွန်းရဆိုင်မှာငပြောသည်ဆွဲထားတာကိုဝင်ဆွဲပြေးကြတယ်ဆိုရင်လည်းအေးကျော်ပဲဘသူနဲ့ရန်ဖြစ်ပြန်ပြီးခဲရန်နဲ့ထိုးလို့ကြောက်တင်မုံဆောင်နဲ့ခုတ်လို့ဘသူခေါင်းကွဲတယ်ဆိုလဲအေးကျော်ပဲအေးကျော်နဲ့အတွဲတွေကတော့ကျော်ဝင်းအောင်တန်းဝင်းထေးဝင်းအောင်ထိန်ဝင်းအကုန်လည်းမမှတ်မိတော့ဒီကောင်တွေလည်းလူဆိုးတွေပဲကြောင်းပြေးဗျိုင်းတွေကိုလေးခွားနဲ့ပြစ်လို့ရက်ကွက်ကလာတိုင်းဘသူလဲအေးကျော်ပဲတခါတော့ဆီယမ်မာကြီးကကျောင်းလုံးကြီးအစိမ်းတွေပြည်သူဆိုင်ကထုတ်လာတာအထက်20ကျော်ပျောက်နေပါရောဆီယမ်မာကြီးလည်းလုံကြီးတွေစစ်မယူလာမိလို့မှားတာလားလမ်းမှာပဲကြတာပဲလားလူပဲအခိုးခံရတာလားဆိုပြီးရှုံမဲ့နေပေါ့အထက်20ဆိုတော့စိုက်ရရင်လဲတလားကားလောက်ကတော့ချောမှာ
ဒီတော့ဆီယာမာကြီးကကျွန်တော်ကိုခေါ်ပြီးအကျိုးအကြောင်းပြောပြ၏ကျွန်တော်လဲကတ်တဲပဲတိုင်ရမလားဘာလုပ်ရမလဲလို့စဉ်းစားနေချိန်မှာ9ရက်ကွက်ဈေးတဲကចောင်းသားမိဘတယောက်ကဆရာလေးចောင်းကចောင်းသားတွေဈေးထဲမှာလုံကြီးတွေလာရောက်နေဗျဈေးကချိုးလိုက်တာပြည်သူဆိုင်ထက်ဝက်ဈေးပဲရှိတယ်လို့သတင်းလာပေးသည်ဒါနဲ့ကျွန်တော်လဲ9ရက်ကွက်ဈေးတဲသွားအကျိုးအကြောင်းပြောပြပြီးចောင်းလုံကြီးအစိမ်းတွေပြန်ယူလာခဲ့ရ၏လက်သေးကိုရှာတော့အေးကျော်တို့လူတိုက်ပေါ့ဒါနဲ့ကျွန်တော်လဲအေးကျော်တို့ကိုရှာဆရာလေးရှာနေတယ်ဆိုတော့ဒီကောင်တွေလဲဟိုးနံပါတ်3ကားဂိတ်မှာသွားအိတ်နေကြတယ်ကားဂိတ်မှာရှိတယ်ဆိုတာကိုသိလို့ကျွန်တော်လဲလိုက်သွားရပြေးလိုက်ကြတာမနှဲချော့ပြီးခေါ်လာခဲ့ရတယ်ကဲလုံကြီးရောင်းရတဲ့ပတ်စံတွေရောဆိုတော့ဒီကောင်တွေအားလုံးကရေခဲချောင်းဝယ်စားရေခဲတုပ်ဝယ်စားနဲ့မြို့ထဲသွားပြီးဘိုင်စကုတ်ကြီးနဲ့ကုံတလောက်ရှိနေပြီဒါနဲ့ကျွန်တော်လဲတစ်ဖက်ကဆရာမတွေစီမှာအလှူခံပြီးလုံကြီးဘူးပြန်ပေးဖို့လုပ်ရင်းအေးကျော်တို့လူတိုက်ကိုဆီယာမာကြီးစီခေါ်သွားရသည်အေးမင်းတို့ဆီယာမာကြီးကရိုက်လိမ့်မယ်ကြိတ်ခံမပြေးနဲ့မអော်နဲ့နောက်ဒါမျိုးမလုပ်နဲ့လို့ပြောပြီးဆီယာမာကြီးစီရောက်တော့ဆီယာမာကြီးကနွားရိုက်တဲ့ချိန်နဲ့စောင့်နေ၏အားလုံးကြောင်းစင်းခိုးတဲ့ကောင်9ယောက်လာခဲ့တော်တော်ဒုက္ခပေးတဲ့အကောင်ကြီးသေမဲ့တာပြင်တော့ဆိုပြီးဆီယာမာကြီးကသူ့ရဲ့ချိန်လုံးနဲ့စပွဲကုံကိုတဖြန်းဖြန်းရိုက်ရင်ခိုးတာမကောင်းကြောင်းကျောင်းနာမည်ပြက်ကြောင်းမင်းတို့လူတိုက်ကိုဘလို့ထိန်းရပါမလဲဆိုပြီးဆီယာမာကြီးလည်းငိုပါလေရောအေးကျော်တို့လူတိုက်လည်းလက်ပိုက်ပြီးမတက်ရက်နေရကကျွန်တော်ကပဲဆီယာမာကြီးကျွန်တော်တို့ဒါမျိုးနောက်မလုပ်တော့ပါဘူးလို့ခရီးပေးခိုင်းဆီယာမာကြီးကိုကြော့ခိုင်းပြီးတော့ပြန်လွှတ်လိုက်ရပါသည်အေးကျော်တို့လူတိုက်ကတော့ခွေးမိကောက်ကြီးတော့စုဟုဆိုရမည်ပင်ဒီကောင်တွေကတကယ်တမ်းတော့3တန်းတုံးကလည်းအကုန်ကြတဲ့ကောင်လေးဆီယာမာကြီးကဆရာလေးရဲ့အောင်ပေးလိုက်ပါကလေးတွေစိတ်လီကုန်မှမယ်ဆိုတာနဲ့ကျွန်တော်လဲအောင်စင်းနဲ့ထည့်ပြီးလို့၄တန်းရောက်လာတဲ့ကောင်တွေဖြစ်သည်ကျောင်းစင်းလုံကြီးပြဿနာပြီးတော့အေးကျော်တို့လူတိုက်အတော်လေးငြိမ်တယ်လို့ရှိသွားပေမဲ့မကြပါဘူးကျောင်းမှာအသက်ခန့်လိုက်တဲ့ဆီယာမာလေးကိုဒီကောင်တွေလူတိုက်ဆလို့ဆီယာမာလေးလဲတခါတည်းကျောင်းကိုမလာတော့ဘူးဆီယာမာလေးကအသက်တာကေတက်ရှိရက်ကွက်ဆိုတာကဘွက်တွေရွှွန့်တွေရေအိုင်တွေနဲ့ကျောင်းကနေဘတ်စကားမှတ်တိုင်ကိုလန်းကိုရှာပြီးသွားရတာမတော်ရရင်ဘသူပဲဖြစ်ဖြစ်ရွှွန့်နဲ့နစ်နေပါလေရောအဲ့ဒီတုန်းကမူလာတန်းတွေမှာဘွဲရလူငယ်တွေကိုအထူးကမူလာတန်းပြဆရာဆိုပြီးစေတနာဆရာအဖြစ်အစိုးရကစီမံကိန်းတရက်နဲ့အလုပ်ခန့်တော့တက္ကသိုလ်ဘွဲရပြီးကစားဆရာမလေးတွေကျောင်းရောက်လာတာပေါ့ဆရာမလေးလဲစာကမတင်တတ်သေးရှက်ကလည်းရှက်ဘွက်ကလည်းထူနဲ့ရောက်ချင်းနေမှာပဲကြားရှိမှောက်ရက်လဲဆိုသလိုအေးကျော်တို့လူတိုက်ကိုဘတ်စကားမှတ်တိုင်ကိုဘွက်မရှိတဲ့လမ်းကပြပေးပါဆိုတော့အေးကျော်တို့လဲဘွက်ထူပိန်းတော့ဒိုက်တော့မိုးအခါမှာလူမသုံးတဲ့လမ်းကိုပြလိုက်တော့ဆီယာမာလေးဟာဘွက်ထဲနစ်နေပြီးသူ့ဖက်နဲ့တစ်ဖက်ကနစ်အဲ့ဒါကိုလက်နဲ့ဆွဲယူခြေတစ်ဖက်ကဘွက်ထဲကျွန်းနောက်တစ်ဖက်ကဖက်နှက်ကိုရှာမရဖြစ်နေတော့ကျွန်တော်တို့မန္တပိုင်းဆီယာတွေကလည်းပြန်သွားကြညနေပိုင်းအတန်းကြီးတွေကလည်းဆီယာမာလေးကိုမသိနဲ့နောက်မှရက်ွက်ကဆီယာမာလေးကိုဘွက်ထဲကပွေထုတ်ဖက်နှက်ဝိုင်းရှာပြီးအနားကအိမ်တအိမ်မှာခြေထောက်ဝင်စေးလုံကြီးငှားဝစ်ပြီးပြန်သွားရတာအဲ့ဒီဆီယာမာလေးလည်းနောက်ကျွန်တော်တို့เจ้าကိုတခါမှပြန်မလာတော့ပါဘူးအဲ့ဒီအထိဆိုးတဲ့ကောင်လေးအဲ့ဒီတုန်းကဆီယာမာကြီးကကြိမ်လုံးကြီးနဲ့စပွဲကိုတဖြန်းဖြန်းချပြီးအေးကျော်တို့ကိုခေါ်ဆုံးမှရင်ဆရာလေးတို့လည်းပြောကြပါအောင်ဆိုပြီးဆီယာမာကြီးတခါငိုပါသေးသည်ဆီယာမာကြီးကကြိမ်လုံးဆောင်ပေမဲ့သူ့တပည့်တွေကိုနာကျင်အောင်တခါမှမရိုက်ပါစပွဲကုံကိုသာရိုက်နေလို့ကြိမ်လုံးကအဖျားကဖွာနေပါပြီအဖျားကဖွာနေတော့အရင်နဲ့ရိုက်ရင်းကအရင်ရောအဖျားပါဖွာနေတော့ဤကျွန်တော်တို့เจ้าမှာဝမ်းနေစရာဖြစ်ကြီးတစ်ခုပေါ်လာခဲ့တာကတော့ဆီယာမာကြီးဟာပြုံးကနေကောက်ခါငင်ကနှလုံးရောဂါနဲ့ဆုံးသွားခြင်းဖြစ်၏ကျောင်းကဆရာမတွေလည်းဝမ်းနေကြကျောင်းသူကျောင်းသားတွေလည်းငိုကြယိုကြကျောင်းသားမိဘတွေလည်းလာမိဘဆရာအသင်းကလူကြီးတွေလည်းအဲ့ဒီတုန်းကပါတီကလူတွေကောင်စီကလူတွေပညာရေးဌာနကလူတွေနဲ့ကျောင်းကိုတော့ပိတ်တော့မပိတ်ပါဘူးဆီယာမာကြီးအိမ်ကကျောင်းသားမှာဆိုတော့အတုပကိုကျောင်းမှာရောအိမ်မှာပါဧည့်ခံရသည်ပါတီယူနစ်ကလည်းလာကြပါ၏ကျွန်တော်တို့လည်းအတုပချဖို့လုပ်ရရက်တောင်လုပ်ရဖိတ်စာလုပ်ရနဲ့ဒီကြားထဲညနာလေးညူတိုနဲ့ဝမ်းနေနေတဲ့အေးကျော်တို့လူတိုက်ကိုလည်းတွေ့ရပါသည်ကျွန်တော်လဲဆရာမတွေနဲ့တိုင်ပင်ပြီးအာတုပကိုဘလို့ချမယ်ကျောင်းသားကျောင်းသူတွေကဘလို့လိုက်ပို့ကြမယ်နောက်ဆုံးကျောင်းသူကျောင်းသားများကဘလို့ကြောကြမယ်တဒန်းပြီးတဒန်းစတုဒ္ဒရန်ကနေစကြောဖို့ကျောင်းသူကျောင်းသားဟောင်းတွေကစတုဒ္ဒရန်နဲ့အတူတူကြောဖို့အာတုပကတနာရီခွဲမှချမယ်ဒီတော့စတုဒ္ဒရန်ကျောင်းသားတွေက12နာရီမှစကြောရမယ်လို့စီစဉ်ပြီးအေးကျော်တို့လူတိုက်ကိုလည်းဘာမှမလဟင်းစေနဲ့လိုအပ်တာတွေဝိုင်းကူဖို့ပြောပြီးမင်းတို့စတုဒ္ဒရန်က12နာရီတိတိငါစီကိုသတင်းပို့ရမယ်လို့မှားလိုက်ပါသည်ဒီလိုနဲ့အာတုပချမိနေသူရောက်ရှိခဲ့ပါ၏ပါတီကောင်စီမှလူကြီးများရောရမီရဖဆရာအသင်းများမှလူများရောဆွေမျိုးမိဘဆရာမများလူအတော်စုံလာကြ၍အာတုပမှမျော်လင့်သည့်ထက်ပို၍စီကားပါသည်3တန်းမှကျောင်းသူများကရက်တောင်းဝေး4တန်းမှကျောင်းသူများကဖြိုရည်တိုက်ကြ
ကျောင်းသူကျောင်းသားများသည်သူတို့၏ဆီယာမာကြီး၏နောက်ဆုံးခရီးကိုသူတို့တက်ဆွမ်းသမျှသောလောက်အားဖြင့်ဆောင်ရွက်ခဲ့ကြပါ၏အဲ့ဒီအချိန်မှာတဖြည်းဖြည်းနဲ့12နာရီထိုးဖို့လဲနီးကပ်လာတာနဲ့စတုထရန်ကျောင်းသားများဆီယာမာကြီးကိုပူဇော်ဖို့ကျွန်တော်ကသတိပေးလိုက်ပါသည်12နာရီထိုးပြီဖြစ်သည်သို့သောစတုထရန်ကျောင်းသားများပေါ်မလာသည်ကျွန်တော်ကလေတဆန့်ဆန့်တမျောမျောနှင့်ဖြစ်လာ၏12နာရီ15မိနစ်သို့ရောက်လာ၏ကျောင်းသားများရောက်မလာသည်ကျွန်တော်ကစတုထရန်ကျောင်းသားများလာခဲ့ကြတော့ဟုခေါ်တော့ကျောင်းသားဟောင်းတစ်ယောက်ကကျွန်တော်အနားသို့ကပ်လာကဆရာလေးအေးကျော်တို့လူတိုက်ရောက်မလာသေးဘူးဟုဆိုပါ၏ဒီကောင်တွေဘယ်သွားနေတာလဲသွားရှာကြဟုဆိုကသွားရှာသူများပြန်လာကြပါသည်အေးကျော်တို့လူစုကိုမတွေ့ခဲ့ဘူးဆိုတဲ့ဖြင့်ကျွန်တော်လည်းစိတ်ဆိုးလာသည်ကျွန်တော်တို့အရင်ကအေးကျော်အရင်ကစိုးခဲ့သမျှကိုကျွန်တော်ခွင့်လွှတ်တီးခံခဲ့တော့လေယခုအချိန်မှာတော့ဘလို့ခွင့်လွှတ်ရပါမည်နည်းကျွန်တော်ကဆီယာမာကြီးအားနောက်ဆုံးဂါရဝပြုရာတွင်ကျောင်းသူကျောင်းသားများအားလုံးပါဝင်စေခြင်းသည်ဒီလိုအခြေအနေတွင်မှအေးကျော်တို့ကပျောက်နေ၏ဆရာတဦးကပါတီကောင်စီလူကြီးတွေလည်းရောက်နေကြပြီအာသုဘအချိန်မီချဖို့ကျောင်းသူကျောင်းသားများခေါ်ဖို့တိုးတိုးလေးလာတတိပေးပြန်ပါ၏အေးကျော်တို့အုပ်စုကိုကျွန်တော်ကစောင့်နေခြင်းမြန်၏စနစ်ခွဲပြီးဖြစ်ပါသည်အေးကျော်တို့ယခုထိတိုင်မလာသေးပါကျွန်တော်ဒီယခုအချိန်မှာတော့အေးကျော်တို့မလာသည့်တိုင်ကျောင်းသားများဆီယာမာကြီးကိုဂါရဝပြုရန်စီစဉ်ရတော့မည့်အခြေအနေရောက်လာပါသည်လူဆိုးလူမိုက်တွေဖြစ်သောအေးကျော်တို့အုပ်စုကိုဆီယာမာကြီးနောက်ဆုံးစာပနနောက်ဆုံးအချိန်တွင်လက်ဆောင်မှု၏ရှိခိုးကတော့ခွင့်လွတ်တောင်းပန်ဂါရပြုစီခြင်းဒီမှာကျွန်တော်စေရနာဖြစ်၏ဆီယာမာကြီးသည်မိမိအသက်ရှင်ထင်ရှားရှိစဉ်ကအေးကျော်တို့ပြုသည်များကိုထာဝရခွင့်လွတ်ခဲ့သည်မဟုတ်ပါလောထို့ကြောင့်ယခုလိုအချိန်မျိုး၌အထူးသဖြင့်အေးကျော်တို့လူတိုက်ဆီယာမာကြီးအလောင်းဘေးတွင်ရှိနေစေလိုပါ၏သို့တော်လည်းအေးကျော်တို့ကပျောက်နေ၏ကဲမထူးတော့ပါဘူးသူတို့ကိုလည်းမဆောင်တော့ပါဘူးဟုဆုံးဖြတ်ကာကျွန်တော်ကဆီယာမာကြီးကိုဂါရဝပြုရန်ပထမဆုံးကျောင်းသားဟောင်းများနဲ့စတုထရန်ကျောင်းသားများလာတော့ဟုခေါ်လိုက်ချိန်တွင်ဆရာလေးအေးကျော်တို့လာပြီအေးကျော်တို့လာပြီဟုဆိုတဲ့ကိုကြားရသည်ကျွန်တော်သည်လူအုပ်ကိုကြော်ရည်ကြည့်လိုက်အေးကျော်ပုံကိုမသိမကွဲတွေ့ရသည်အေးကျော်၏လက်တွင်တစ်စုံတစ်ခုကိုကင်လာသည်ခဏကြာမှပူ၍သဲကွဲလာ၏အေးကျော်နောက်ကအောင်တန်းနောက်ကထိန်ဝင်းနောက်ကဝင်းထေးနောက်ကစိုးညွန့်နောက်ကကြော်ဝင်းတန်းစီ၍ရှောက်လာကြသည်သူတို့၏မျက်နှာများသည်မကြုံဘူးလောက်အောင်ညှိုးငယ်နေကြသည်မှာအမှန်ပင်ဖြစ်၏ကျွန်တော်ကအေးကျော်ဘာကင်လာတာလဲဟုမသိမကွဲဖြစ်နေသဖြင့်သေချာအောင်ကြည့်လိုက်၏ပန်းခွေတစ်ခုအေးကျော်တို့အုပ်စုအနီးသို့ရောက်လာ၏ပန်းခွေမှာကျောင်းချန်စီယိုတွင်ပေါက်နေသောတစ်ပင်များမှအညွန့်များအရွက်များဆက်နေရသည့်ပန်းမွဲ့ဗုဒ္ဓံတရဏပင်များအစုံပါသည်ပန်းခွေကိုကြည့်လိုက်တော့ဆီယာမာကြီးစပွဲကိုအကျဉ်းချင်းရိုက်၍ကြေမွနေသောကျိန်လုံးကိုခွေကအချို့ကျိန်အစများကိုနှီးလို့၍ချီကသူတို့သည်ပန်းခွေတစ်ခုကိုပြုလုပ်လာကြ၏ပန်းခွေအလယ်တွင်ကမှင်ဖြင့်ဆီယာမာကြီးအတွက်အာမကရှိကျောင်းသားကျောင်းသူများ၏လွမ်းသူပန်းခွေဟုရေးထားသည်ကျွန်တော်တို့သည်တမနလုံးဆီယာမာကြီးအတွက်လွမ်းသူပန်းခွေကိုပြုလုပ်နေကြခြင်းဖြစ်သည်ဟုအေးကျော်ကပြောသည်ပန်းခွေမဖြစ်၍ပြန်လှုပ်လိုက်နှင့်ယခုမှပြီးလာရန်ရှိသည်သူတို့ပြုလုပ်လာသောပန်းခွေကိုတစ်ချောင်းလုံးအတွက်လွမ်းသူပန်းခွေအဖြစ်လှုပ်လာကြ၏ဆီယာမာကြီးကွယ်လွန်သဖြင့်သူတို့နှလုံးသားများရိမ့်ရိုင်နေသလိုသူတို့ပြုလုပ်လာသည့်ပန်းခွေပေါ်မှလက်ရည်များကလည်းမလှမပရိမ့်ရိုင်နေ၏အေးကျော်သည်ကျွန်တော်ထံသို့တန်းတန်းမမတ်လာကသူ၏လက်ထဲမှပန်းခွေကိုအပ်၏ပန်းခွေမှာပြတ်သွားမှဆို၍မနှဲထိန်ကန်ရသည်ဆရာလေးဆရာမကြီးအတွက်လွမ်းသူပန်းခွေပါကျွန်တော်တို့တစ်သက်လုံးလိန်မာကြပါတော့မယ်ခမညာဟုအေးကျော်ကပြောသည်ထို့နောက်အေးကျော်ကတရှုံရှုံနှင်ငူကမျက်ရည်တုပ်၏အောင်တန်းထိန်ဝင်းဝင်းထေးစိုးညွန့်ကြော်ဝင်းလူဆိုးများအားလုံးငိုနေကြ၏ကျွန်တော်တပည့်များအားကြည့်ကကျွန်တော်လည်းမျက်ရည်ကျလာ၏ကျွန်တော်သည်မျက်ရည်စာများနှင့်ကျွန်တော်တပည့်များတမန်နှလုံးကျိုးသားပန်းစားပြုလုပ်လာသောလွမ်းသူပန်းခွေကိုဆီယာမာကြီးရင်ညွန့်ပေါ်သို့တင်လိုက်သည်ဆီယာမာကြီးတမလွန်မှဝမ်းသာကျေနပ်မှာပါလေဝတ္ထုလေးကတော့ဒီမျှပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါ